မာလီဘူးမှာအေဒီဇက်ဂရိတ်နဲ့ကားလေးလမ်းကျန်းနဲ့ပြစ်မောင်းတဲ့အခါမှာအခုလိုရှေ့နောက်တကလုတ်လို့အတန်တွေထွက်နေလို့ကျွန်တော်ဘယ်ကအတန်လဲဆိုတာကိုစစ်ပေးမှာဖြစ်ပါတယ်စစ်ကြည့်လိုက်တော့အခုလို blackboard တွေခြောင်ပြီးတော့ရိုက်နေတဲ့အတန်ကိုလည်းတွေ့ရတယ်ပြီးသွားရင် butterfly ခိုင်းအကွတ်တွေကြော့နေတာနည်းနည်းတွေ့မယ်လင်းလေးနည်းနည်းခြောင်နေတာကိုတွေ့ရမယ်အဲ့တော့ကျန်တဲ့တိုက်လောက်ဘောချမ်းလေးတွေပါကျွန်တော်ဖြုတ်စစ်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ဖြုတ်စစ်ကြည့်လိုက်တဲ့အခါမှာအခုလို butterfly ခိုင်းအကွတ်တွေအခုလိုပိုက်ပြတ်ထွက်နေတယ်ခြောင်နေတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ရှေ့ပိုင်းကတော့ခုန blackboard နှလုံးလောက်နဲ့လင်းလဲအောင်လောက်နေတော့လုံးဝ okay သွားပါပြီနောက်ပိုင်းကတော့ဒေါက်တန်းပေါ်၄လုံးလောက်လဲအောင်နဲ့လုံးဝ okay လောက်ပါပြီဒီမာလီဘူးတွေကပစ္စည်းဝယ်ရတာရှားတဲ့ထဲမှာပါသေးတယ်အဲ့တော့ကျွန်တော်တို့ကပြန်သုံးလို့ရတဲ့အနေအထားတွေကိုကျွန်တော်တို့ပြန်လဲအသုံးပြုပြန်လဲတက်ဆင်ပေးဖြစ်မှာဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းကိုစစ်ကြည့်လိုက်တဲ့အခါမှာလည်းနောက်ပိုင်းကဘုတ်တွေကသူလဲတင်းလောက်တော့လဲထားတဲ့ကားလေးဖြစ်ပါတယ်အဲ့တော့ကုန်ကြစီတဲ့တက်တော့အောင်အရန်ဆိုးတဲ့ဒေါက်တန်းဘုတ်၄လုံးလောက်ပဲဒါနောက်ပိုင်းကလဲပေးဖြစ်မဲ့အပိုင်းလေးဖြစ်ပါတယ်အားလုံးလဲပြီးလို့ကျွန်တော်ပြန်လဲတက်ဆင်မယ်တက်ဆင်ပြီးသွားရင်ကျွန်တော်ခုနစမ်းသလိုအတန်နေကြံသေးလားဆိုတာကိုကျွန်တော်ထွက်ဆန်းကြည့်မှာဖြစ်ပါတယ်လမ်းချောလေးမှာလည်းကျွန်တော်မောင်းဆန်းနေပြီးတော့လမ်းမကြီးတွေမှာလည်းထွက်ဆန်းပြပါတယ်ကားပင်ညာဆွဲတာရှိသလားပြီးတော့စီရန်ကွေရောတဲ့ရလားဒါခုနစမ်းသလိုအတန်တွေရောကြံသေးရလားဆိုတော့ဆန်းပြဖြစ်တယ်လမ်းကြမ်းလေးမှာလည်းအခုလိုမောင်းဆန်းဖြစ်တယ်လုံးဝ okay သွားပါပြီတစ်တော့နဲ့မေးပြီးတော့ရောက်လာတဲ့မာလီဘူးကားဆရာကြီးတဲ့အထူးကျေးဇူးတင်ပါတယ်အားလုံးလည်းဘဝတုဒ္ဒရရှိကြပါစေခင်ဗျာ